ဒီနေ့မှာကျွန်မဗီဒီယိုရိုက်ပြမယ်ပေါ့နော်ကျေဝင်မယ်ဒါလေးပေါ့နော်မမรู้แล้วคุณมมตัวสังเกตว่าတို့ဒီရောပဲစီတို့ဒီတွေ့နေတယ်တော့လေကို ဆောက်မယ်ပေါ့နော်တဒါဒီနေ့မှာတော့ကျွန်မကိစ္စပေါ့နော်ဆောက်ပါလိမ့်မယ်ဆောက်ရစီဒီထဲဝင်မယ်ဒီလိုက်ပြီးတော့ပေါ့နော်ကြည့်ပြကြပါရှင်โอ้ဒီမှာငါဆူရတာပဲပြောလိုက်ကြရဟေးမဆူမအောင်ပဲဟာငါဆူမရအောင်ဆိုအစနစ်ပါတယ်ငါဆူရပြီပဲဆိုတော့အမေကငါပြောလို့ရပြီအမေကငါကြွားလို့ရပြီပဲโอเคအဲ့ဆိုရင်တော့မလီအိမ်ပြန်တော့မယ်ဆရာကိုလည်းကြည့်စစ်တမရဲ့ဒီကဘာလဲအိုးတိုင်းနေဟိုးပေါ့နော်ဟာအိမ်ဝင်လာလဲကြားလိုက်တာတော့ဖေနဲ့မရှိတရားပဲကိုကြီးမင်္ဂလာပြမလာသေးဘူးသူစုရအောင်နဲ့တူရဲ့မင်္ဂလာတီဗီပဲကြည့်တော့ပါနဲ့နေရလဲဘာဖြစ်နေလဲချိန်တန်ပြန်လာလိမ့်မယ်ကိုမောင်လေးစုမရအောင်ဝမ်းနေတာပေါ့ဆက်ဆံကြည့်နေစားလိုက်ပါမယ်ရှင်ပြန်မလာသေးလားမသိဘူးဟုတ်တယ်ပပကြီးမလေးပြန်မလာသေးဘူးအစမစားလာတယ်ပြန်ဆက်တယ်